ဟိုတစ်ခေါက်ကဒီဖာနာလေးတွေယူရဈေးလျှော့ပြီးရောင်းပေးမယ်ဆိုတဲ့ဟာကိုအဆက်ပေါ့နော်ဈေးလေးတွေပြောပြီးတော့အခုဒီဗီဒီယိုမှာပဲတန်းရောင်းပေးမယ်ကဲလိုချင်တဲ့လူတွေကြောက်လဲဒီဗီဒီယိုလေးမှာပဲတပုံရိုက်ပြီးတော့ page မှာသွားမှလို့ရဗီဒီယိုပြောထားတဲ့ဈေးနဲ့ကိုပေါ့နော်ကဲအခု Nomi version 2 400ဒါကြီးတွေဆိုရင်ဒီမှာတော့ဟိုတစ်ခါပြပြီးဖာနာလာတာနော်ကဲအဲ့ဒီဖာနာလာတာကိုပုံမှန်ဈေး2သိန်းကျော်ရောင်းရတယ်ဒီခုဆိုရင်1,92,000နဲ့နှစ်ဘူးလုံးကိုရောင်းပေးမယ် Nomi version 2 400အုတ်ထုတ်ကြီးပါတယ်မှုခေါင်းကြီးတွေနော်အရန်နဲ့မေကြီးတဲ့ကောင်ကြီးတွေပါ1,900,000 1,900,2,000နဲ့ရမယ်နော်ဒီနှစ်ဘူးလုံးပါကိုလိုချင်တဲ့ဘူကိုကို screenshot ရိုက်ပြီးသွားမှလို့ရရနော် page messenger မှာလည်းမှာလို့ရတယ် TikTok မှာလည်းမှာလို့ရတယ် Telegram မှာလည်းမှာလို့ရရနော်ကဲဒါဆိုရင် Yuki version 3 400ဒါဆိုရင်ဖာခုနောက်က Nomi လောက်လည်းမနာဘူးပေါ့နော်ဒါပေမဲ့လည်း UDC short သေးနဲ့ရောင်းပေးမှာပုံမှန်2,200,000ရောင်းသွားတဲ့ဟာဒါကို1,800,000ခွဲတဲ့နဲ့ပေးပါမယ်400ကို1,000,000ကျော်လေးနဲ့ရမှာနော်400 size တွေကို Yuki လေးတွေပါနှစ်ဘူးလုံးကို1,800,000ခွဲနဲ့ပေးပါမယ်2,200,000ရောင်းသွားနေပြီတော့ဒါတွေကဖာလေပလက်စတစ်လည်းမနာဘူးဖာလေးနည်းနည်းခြိုက်နေဦးမယ်ပေါ့နော်နှစ်ဘူးလုံးကျတော့ကိုဘာလို့ချင်လဲဆိုတာကိုဓာတ်ပုံ screenshot ဖြစ်ဓာတ်ပုံဖြစ်ရိုက်ပြီးတော့ page မှာလာမှာလို့ရပါတယ်နော်ဒါက version 4 400ပါ Yuki ပဲဒါကြောင့်ခုနထပ်ဖာပိုနာတယ်မကြည့်အောင်အကောင်ကတော့အထဲကအယုတ်တွေကတော့လုံးဝမထိမပြတ်ပါဘူးရှင်အာမခံပါတယ်လုံးဝအထဲကအယုတ်မထိဘူးပြင်ကဖာလေးပဲပိန်တာပါဒီကောင်လည်းဆိုတော့ယူတော့ဈေးပိုကြီးရပေါ့နော် version 4 400ဆိုတော့2,300,000ရောင်းသွားနေပြီးတော့မှခုနကဈေးနဲ့တူတူနှစ်ဘူးလုံး1,800,000ခွဲတဲ့နဲ့ပေးပါမယ် Yuki version 4 400နှစ်ဘူးလုံး1,800,000ခွဲတဲ့နဲ့ပေးပါမယ်နော်ဟိုဖာစရာကွာပြီးလို့ရှိရင်လည်းလွှင့်ပြရမှာကွာဒီကောင်လေးဆိုလို့ရှိရင်လည်းဘလိုင်းပေါက်ပုံစံပဲအထက်မှာဘာပါလဲဆိုတာမသိရသေးဘူးမပလက်စတစ်တောင်ဘာမှမဖြစ်သေးဘူးဟိုပလက်စတစ်တွေအကုန်ကောင်းသေးတယ်အဲ့ဒါကို1,800,000ခွဲနေရမှာပါဖာပိန်လေးလို့ဈေးလျှော့ပေးလိုက်တာနော်ဟိုဒီလိုပလက်စတစ်တောင်ပလက်စတစ်မကွာသေးဘူးနော်ခုနတကောင်မှကဲဒီကောင်ကတော့ပလက်စတစ်ကွာလာပါတယ်ပလက်စတစ်ကွာလာတဲ့အတွက်ကြောင့်တော့ဖာမပိန်ဘူးပလက်စတစ်ကွာအဲ့တော့ US ဈေးလျှော့ပေးမယ်သူကြောင့်လည်းပုံမှန်သေး1,900,000အဲ့လောက်ရောင်းနေရတယ်ပြီးယူတွေက1,400,000နဲ့ရမှာနော်ဟိုဘလိုင်းပေါက်အသေးတပူးစားလောက်ပဲရှိတယ်400ကြီးကိုဒီမှာကြည့်ဒါဆိုရင် Samuel 400ပါဒါလေးဆိုရင်1,400,000နဲ့ရပါမယ်နော်ဒါလေးကတော့တပူးပဲရှိရပါခုနဟာတဲ့နှစ်ဘူးစီအဲ့လက်တပူးပဲရပါမယ်နော်1,400,000နဲ့ရပါမယ်ကဲအသေးတွေလာပါပြီအသေးတွေထဲမှာ BB3 100% လေးပေါ့နော်ယူဒီက6,000ကျော်ရောင်းသွားနေပြီးတော့မှ9,400,000နဲ့ပေးပါမယ်ဒါလေးဆိုရင်ဖာမနာဘူးเนาะအရင်မနာဘူးဒါလေးနည်းနည်းလေးပွင့်နေအောင်မယ်ဒါတော့မှဘာမှမဟုတ်ဒီဘက်တစ်ဖက်ကအကုန်ကောင်းဒါလေးကို9,400,000နဲ့ရမယ်เนาะဒီနရွက်ကြကောင်းလေးကိုကဲပြီးရင်ဘဲမှာဘဲကိုအရင်စိတ်တဲ့ upset တို့ကျော်ယူဒီကပုံမှန်ဈေးမှာ9,000ကျော်8,000ဒီပါရောင်းသွားနေပြီးတော့ဒီက6,000နဲ့ပေးပါမယ်upset လေး6,000 upset ဒီဆမ်မြူလေးရဲ့ပုံမှန်သေး3,000ကျော်ရောင်းသွားနေပြီးတော့ဒါလေးဆိုလို့ရှိရင်လူကြိုက်ရမ်းများပါတယ်3,000ကျော်ရောင်းနေယူရီက2,9,500နဲ့ပေးပါမယ်ဆမ်မြူစနက်တဘူး2,9,500ဒီကောင်ကတော့အရန်ဖာနာလေးတို့နော်ဟိုယူရီဖောက်ပြပေးမယ်ဖာလိုက်ရောင်းရင်လည်းမတန်တော့အဲ့တော့ဖောက်ပြပေးပါမယ်ဘာကောင်ပေါ့လဲဒီလိုချင်တာကဒီအဖြူရောင်လေးလိုချင်နေဓာတ်ပူလိုချင်နေဒီကောင်ဒီနှစ်ကောင်လိုချင်နေကဲဘာကောင်ပေါ့တောက်ကလည်းဒီကောင်နဲ့တော့ပေါ့မဲ့ဆိုကြည့်ဒါလေးပောက်ပါရဲ့ဒါဆိုရင်ဒီမှာကတ်ပါမယ်ထင်တယ်ဒီမှာဩဒါသူ့ရဲ့ကတ်လေးပါဒီကောင်လေးပောက်ပါရဲ့တာဒါအရန်ဖာနာလေးလို့ကိုယ်တိုင်ပဲဖောက်လိုက်တယ်နော်ဒီ White Soul Series ရဲ့ပုံမှန် item လေးပေါ့နော်ယူရီဖောက်ပြီးသားကောင်လေးကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းယူရီက1,000,000ခွဲနဲ့ပေးပါမယ်နော်ဈေးအရန် short ပေးထားတာပါ1,000,000ခွဲပါနော်လိုချင်တယ်ဆိုလို့ရှိရင်တပုတ်ရိုက်ပြီးတော့ Messenger Viber Telegram TikTok လေးမျိုးလုံးမှာလာပြီးမှာလို့ရပါတယ်ရှင်အားလုံးပဲနောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်အားလုံးတတာ